ကျွန်တော်တို့အခုန9000တန် challenge ထုတ်လိုက်ရတဲ့အကြောင်းအရာကားတိုက်လို့ကျွန်တော်တို့သွားစစ်တာမဟုတ်ဟိုကလူတွေစစ်ပေးတဲ့ဟာကျွန်တော်တို့သူတို့မစစ်ဘူးသိလားသူတို့အဓိကအဖောက်ဆုပ်ဖြတ်ဆက်စစ်မယ်ရဲမှုမှတ်တမ်းစစ်မယ်ကျွန်တော်တို့အဓိကသိချင်တာငဲမှုဖိုင်ကိုတိုက်ကြည့်ချင်တာငဲမှုဖိုင်နဲ့ဒီကောင်နဲ့ဒီကောင်က9ယောက်စီးဖြစ်ပြီးငဲမှုဖိုင်မှာ10ယောက်စီးဖြစ်နေအမားတို့သူတို့ရစ်လိုက်မယ်ပြီးရင်ဖြုတ်တွေပါပြောင်းထားရင်ရစ်လိုက်မယ်နောက်တစ်ခါကျတော့တားချင်းတွေရဲမှုတွေခုနအမပြောသလိုပေါ့ခုနကျွန်တော်ဖုန်းပြောနေလို့ပြောလိုက်အမပြောသလိုခိုးလာတဲ့ကောင်ကိုရောင်းထားတာတို့ဘာလို့အဲ့လိုမျိုးတွေအမှုဖိုင်တွေရှိတယ်အဲ့မှာအမကားပြောက်သွားပြီးတော့တေးကြအမလည်းဒီကားနံပါတ်နဲ့ရဲမှုတော့ဖွဲ့မှာအဲ့တော့အဲ့ data တွေရှိနေဒီကားရောင်းရလို့မရတော့သိလားကားအတွက်ကတော့လေရှေ့နေလည်းမရှိဘူးဆက်ကျုပ်တွေကလည်းကျွန်တော်တယောက်လောက်ပဲပြောပြီးယူတာများတယ်ဗျာကျွန်တဲ့လူတွေကကြီးရဲ့အဲ့လိုတောင်းရင်လေအဲ့တော့ဒီဆက်ကျုပ်ဆိုတဲ့သဘောတရားလည်းမပွင့်လင်းပြောရဲဟိုလုံးယူလို့ရတဲ့အရာတွေဗျာသိလားအဲ့တော့ဒီဟာအဓိကကျွန်တော်တို့ကဒီ ID လို့ကျွန်တော်ကញ្ញနာရဲ့အတိမတ်ပြုဒီကရဲမှုကင်းတယ်ပိုင်ဆိုင်မှုခိုင်တယ်ဟိုရောင်းသူပေါ့ပိုင်ဆိုင်မှုခိုင်တယ်နောက်ပြီးတော့ဒီပေါင်ထားတာတွေတားထားတာတွေအပေါင်နဲ့ကျွန်တော်ဘန်ဒီပိုင်းမှာအရစ်ကြဝင်ဒီကားတွေဆိုတားသင်းလောက်လိုက်အခုကကိုသွားပြီးတော့တတန်းတိုးလို့မရဘူးရင်သွားချစ်လို့မရဘူးအဲ့လိုမျိုးတားသင်းပြန်ဖြေမှဒါအကုန်လုံး clear ဖြစ်ပြီးကိုယ့်အကူလုပ်လို့ရတာပေါ့နော်အခုဒီကောင်ကဒါမရှိဘူးအဲ့လိုဘန်ရေးကြပေါင်ထားတာတို့တော့ပုဂ္ဂလိက license ရတွေနဲ့ပေါင်ထားတာတို့ပြီးရင်ရဲနဲ့လို့ပျောက်သွားလို့တိုင်ထားတာတို့ပြီးရင်တိုက်ပြီးပြေးသွားလို့တိုင်ထားတာတို့အဲ့ဒါကြီးမရှိဘူးအဓိကအဲ့ဒါကိုအတွက်ကိုတော်တော်ဆက်လိုက်တာဆက်လိုက်တော့အားလုံး clear ဖြစ်လို့မှ okay ပြီဆိုပြီးတော့သူတို့လက်မှတ်ထုတ်ပေးလိုက်တာအဲ့9000 challenge ဆိုပြီးတော့အဲ့ထဲမှာအားလုံး clear ဖြစ်ကြအောင်ပေါ့အဲ့လိုမျိုးအခုတွေးလိုက်မယ်အဲ့မှာသူစစ်တဲ့ချိန် file တအုပ်ကရင်ပြီးတော့သူလိုက်စစ်တာအဲ့ဒါတွေတော့အဲ့လိုမျိုးရဲမှုရှိပြီဆိုတာနဲ့စာအုပ်ကိုကျွန်တော်တို့မနှက်ဆိုထပ်ကြတယ်ကားကညနေလေမှဝင်ရတာမနှက်ထပ်ပြီဆိုတာနဲ့ရဲမှုရှင်အဲ့စာကိုပြန်မလာတော့ကားလည်းမထည့်ရရင်တော့အဲ့စာကိုတိတ်ပြီးမင်းကားရဲမှုရှိတယ်အဲ့ဒါအရင်သွားရှင်းဆိုပြီးတော့သူတို့လှုပ်လိုက်တာအဲ့လိုမျိုး